Hello ညီကိုရီအားလုံးပဲမင်္ဂလာပါ United Way YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Manchester United အသင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါသတင်းတွေကတော့အများကြီးကိုထွက်နေတယ်ဒီသတင်းတွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ဒီနောက်ခံလူမကွာရနဲ့ပတ်သက်တဲ့သတင်းတွေနောက်ပြီးတော့ကျွန်တော်တို့ Manchester United အသင်းရဲ့အသင်းကောင်းဆောင်လည်းဖြစ်တဲ့ဒါ Bruno Fernandes ရဲ့စာချုပ်တစ်ကန်လန့်တဲ့ကိစ္စတွေဒါသူ့ကိုလာစာတိုးပေးတဲ့ကိစ္စတွေပေါ့လေဒါအဓိကတော့ Manchester United အသင်းရဲ့ဒါဘုတ်ဖွဲ့ဝင်တွေကဒီ Bruno Fernandes ကိုသူတို့ပေါင်3သိန်းပေါ့နော်ဒါလက်ရှိသူကရနေတဲ့လာစာ3သိန်းပေါ့လေနောက်ထပ်3သိန်းထပ်တိုးပေးပြီးတော့သူ့စာချုပ်တစ်ကန်လန့်ဖို့စူးစမ်းနေရပေါ့လေBruno Fernandes ကဒါသူအနေနဲ့အသင်းမှာလည်းလုံးဝခြေစွမ်းပြကစားနေတဲ့ကစားသမားတစ်ယောက်လက်ရှိကွင်းလယ်မှာနံပါတ်10လို့နေရာမှာလည်းလုံးဝမရှိမဖြစ်ကစားသမားတစ်ယောက်ပေါ့လေသူအနေနဲ့ဒါ Manchester United အသင်းကိုလောလောဆယ်တော့သူစာချုပ်ကလည်းတစ်နှစ်စာကြံသေးတာကိုဘယ်လိုပဲဖြစ်ဖြစ်သူကတော့ Manchester United အသင်းကိုစွန့်ခွာမယ်လို့တော့ကျွန်တော်အနေနဲ့မထင်ဘူးပေါ့လေဘာဖြစ်လို့လဲဆိုတော့သူManchester United အသင်းသူဒီနေရာကိုရောက်လာဖို့သူ့အနေနဲ့အများကြီးသူစူးစမ်းရုန်းကန်ခဲ့တယ်ပေါ့လေ။ဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားသာမရှိခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ Manchester United အသင်းကလက်ရှိဒီ Premier League ရဲ့အမှတ်ပေးစရာအဆင့်3ဆိုတဲ့နေရာကိုเนาะရောက်လာဖို့လုံးဝအကြောင်းမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့ကျွန်တော်တို့ Manchester United အသင်းကိုရောက်လာကြတဲ့ဟာကိုလုံးဝမပါဝင်နိုင်တဲ့ပွဲဆိုတာမရှိသလောက်ကိုရှားတယ်။ဘာဖြစ်လို့လဲတန်ရာပြဿနာလုံးဝကင်းတဲ့ကစားသမားကြန့်ခိုင်နဲ့ပတ်သက်ပြီးတော့လုံးဝကိုကြန့်ခိုင်တဲ့ကစားသမားတယောက်ရှေ့စွမ်းအနေနဲ့လည်းသူ့အနေနဲ့ဒါလုံးဝကြီးကြဆင်းတဲ့အချိန်မျိုးရဲ့လို့မရှိဘူးเนาะလုံးဝပုံမှန်တချို့ပွဲတချို့အချိန်တွေမှာဆိုလို့ရှိရင်ပုံမှန်ထက်ကိုကောင်းတဲ့ကစားသမားတယောက်သူ့ကိုပေါင်3သိန်းတိုးပေးပြီးတော့ဗောเนาะဒါစာချုပ်တစ်ကန်လန့်နဲ့ဆိုတာလေကျွန်တော်အနေနဲ့ပြောရရင်တော့ဖြစ်တဲ့နေဗောလေဘာဖြစ်လို့လဲဆိုတော့ Bruno ကကျွန်တော်တို့ Manchester United ကွင်းလယ်မှာလုံးဝမရှိမဖြစ်ကစားသမားတစ်ယောက်ပဲဒါကြောင့်မလို့လေအသင်းဘက်ကလည်းသူတို့တွေးမှာပေါ့လေအားကြောင့်သူ့ကိုပေါင်3သိန်းတိုးပေးပြီးတော့ဒါစာချုပ်တစ်ကန်လန့်တယ်လို့သိရတယ်ပေါ့ဒီအချိန်တွေမှာအသင်းတာဝန်ရှိသူတွေကနှစ်ပွဲကွဲနေရပေါ့လေဘယ်လိုနှစ်ပွဲကွဲနေရလဲဆိုတော့ကျွန်တော်တို့ Fernandes ကအသက်အားဖြင့်30ကျော်ပြီပေါ့လေဒါပါတော့ဒါဘလို့ဖြစ်သူ့အခုအချိန်မှာသူရောင်းချမယ်ဆိုရင်တော့ရှေ့စွမ်းအနေနဲ့သူ့အနေနဲ့အရန်လဲတောက်ပနေတဲ့အချိန်ဆိုတော့ကြီးကောင်းရမယ်ဒါကိုလည်းဘုတ်ဖွဲ့ဝင်တချို့ကစဉ်းစားထားတယ်တချို့ကစားသမားသူ့ကိုရောင်းပြီးတော့ခေါ်ရမှာပေါ့လေဘယ်ကစားသမားလာမလဲတော့မသိသေးဘူးဒါပေမဲ့တစ်ဖက်ကဘုတ်ဖွဲ့ဝင်တွေကလည်းဘယ်လိုတွေးလဲဆိုတော့ Manchester United အသင်းမှာလက်ရှိရှေ့စွမ်းပြနေတဲ့ဒီ Bruno Fernandes ကိုသူတို့ရောင်းလိုက်မယ်ဆိုလို့ရှိရင်သူ့နေရာမှာအစားထိုးဖို့နောက်ထပ်ကစားသမားတယောက်ထပ်ခေါ်အောင်မယ်ပေါ့လေဒါပေမဲ့အသင်းနဲ့အဝင်ခွင့်ကြဖြစ်ဖို့ဆိုတာ Bruno တော့မသိကြဘူးကျွန်တော်ကတော့ဒီ Bruno ကျွန်တော်အနေနဲ့ကတော့မရောင်းသင့်ဘူးလက်ရှိမှာတော့အသင်းမှာဆက်လက်ပြီးတော့ကစားတာမြင်ကျင်တယ်ပေါ့လေဒါရောင်းရင်လည်းသူတို့နောက်ထပ်စာရုပ်သစ်ထပ်ပြီးကန်လန်3နှစ်လောက်ထပ်တိုး2030လောက်ကျမှလည်းရောင်းရင်လည်းရောင်းပေါ့အချိန်ဆိုသူလည်းကြာပြီဘယ်လိုပဲဖြစ်ဖြစ်အသင်းမှာသူလည်းဒါထိုက်တဲ့သူအနေနဲ့ရရှိတဲ့ထိုက်တဲ့ဒီစုဖလားလေးလည်းသူအနေနဲ့ရရှိသွားမယ်လို့တော့ကျွန်တော်အနေနဲ့မျှော်လင့်မိပါတယ်တကယ်လို့စာချုပ်တက်တာသူထပ်ပြီးရှုပ်ဆူခဲ့မယ်ဆိုရင်ပေါ့လေဘရူနိုကတော့သူကဘာပြောထားလဲဆိုတော့သူ့အနေနဲ့အတိအကျကြီးပြောထားတာတော့မရှိဘူးပေါ့လေသူကဒီတေချာဘောက်ကတော့ Manchester United တင်ကဒီ Premier League မှာအဆင့်အခုလက်ရှိအသုံးဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် Champions League ဝင်ဝင်ရရင်တော့သူအသင်းမှာဆက်ရှိနေဖို့တော့တေချာတလောက်ကိုရှိတယ်ညီကိုအနေနဲ့ဘယ်လိုတင်ကြလဲ Manchester United အသင်းမှာလက်ရှိရှိသွမ်းပြနေတဲ့ Bruno Fernandes ကအသင်းမှာဆက်လက်ပြီးတော့စာချုပ်တစ်ကိုလက်ခံသွားနိုင်မလားအသင်းကနေထွက်ခွာသွားနိုင်မလားဆိုတာကိုမမဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်